အားလုံးပဲမင်္ဂလာပါရှင်မမီကေရဲ့မိဖို့ချောင်းလေးရနေကြိုးဆိုပါရနော်ဒီနေ့သမီးကြီးချောင်းထမင်းညိုင်ကိုလေမြစ်ကျော်လေးရဲ့ငါအသားလုံးဖတ်ထုတ်ပေါင်းပါနော်အဲ့ဒါလေးရဲ့လုပ်ပေးပြတဲ့ရှင်အရင်ဆုံးငါးသားလုံးဖတ်ထုတ်ပေါင်းမဟုတ်တော့ဘူးလေဖတ်ထုတ်အစဉ်နဲ့မရှိနေတော့ဖတ်ထုတ်အတူနဲ့လုပ်မယ်ပေါ့နော်ဂျင်းရေလေးရယ်ထောင်းထားတဲ့ဂျင်းရေလေးရယ်ရှာလကာရေလေးရယ်စက်သားမှုန်လေးရယ်ဥနီလေးတွေရယ်စက်တုံပြူထောင်းထားတာလေးရယ်ပြီးတော့ခရုစီလေးရယ်ပဲငပြာရည်လေးရယ်ထည့်မယ်ရှင်ပြီးတော့ငရုတ်ကောင်းမှုန်လေးလည်းနည်းနည်းပေါက်မယ်ပေါ့နော်အဲ့ဒါလေးတွေကိုနှမ်းစာအောင်မှုပြီးသွားရင်လေတကယ်တော့ဖတ်ရက်ကလေးနဲ့လောက်ကမှာပေါ့နော်ကိမာကဖတ်ထုတ်အရွက်မရှိတော့လေဒီဖတ်ထုတ်အတူလုံးမယ်ပေါ့နော်အရင်ဆုံးအသားလေးတွေကိုစားနိုင်တဲ့သူကိုက်နိုင်တဲ့ပမာဏလေးတွေလုံးထားမယ်နော်သူဝါစားနိုင်မဲ့ပမာဏလေးတွေကိုလုံးထားမယ်ရှင်အသားလေးတွေကိုအရသာလေးတေချာနှမ်းကြအောင်နယ်ပြီးသွားရင်လေလုံးထားမယ်နော်ဒီငါးအသားလုံးဖတ်ထုတ်ပေါင်းပါလေဖတ်ထုတ်ပြုတ်ကလေခလေးတိုင်းလိုကြိုက်ကြတယ်ရှင်ငါမစားတဲ့ခလေးလေးတွေအယိုးစုမှစိုးရင်နဲ့မေမေတွေဆိုရင်ဒါမျိုးလေးလုပ်ကြွေးကြည့်နော်ခလေးလေးတွေငါးလဲစားပြစ်သွားမယ်ပြီးတော့အယိုးလဲကြောက်နေကြမလို့တော့ဘူးပေါ့နော်ကဲအခုဆိုရင်တော့လုံးထားတဲ့အသားလုံးလေးတွေရပြီဆိုရင်ဖတ်ထုတ်အတူလုပ်ဖို့အတွက်ကိုဂျုံမုံလေးထည့်မယ်ပြီးရင်ဂျုံမုံလေးထဲမှာဒီငါးအသားလုံးလေးတွေကိုလှိမ့်လိုက်မယ်ပြီးရင်ရေလေးထဲမှာခဏနှစ်လိုက်ဂျုံလေးနဲ့ပြန်နေလိုက်နဲ့4-5-6ခေါက်လေးလုပ်မယ်နော်အဲ့လိုလုပ်ချင်းအပြင်ဒီဖတ်ထုတ်အတူလေးရတာပေါ့နော်အခုဆိုရင်အသားလုံးလေးတွေကိုဂျုံမုံလေးထဲမှာဂျုံမုံလေးတွေကတ်လိုက်ပြီးရင်ရေလေးထဲမှာပြန်နှစ်လိုက်ဂျုံမုံလေးတွေပြန်ကတ်လိုက်နဲ့အထက်လုပ်ပေးမယ်နော်ဂျုံကလေရေနဲ့ထိတဲ့ခါကျရင်လေအလုံးလေးတွေဖြစ်သွားတဲ့ခါကျရင်လည်းဘာမှမဖြစ်ဘူးเนาะသူဟာသူပြန်ကတ်သွားလိမ့်မယ်ရှင်အဲ့လိုမျိုးအထက်ဂျုံလေးကတ်လိုက်ရေလေးထဲမှာခဏနှစ်လိုက်ပြီးတော့ဂျုံလေးပြန်ကတ်လိုက်အဲ့လိုအထက်လုပ်ခြင်းအပြင်ဒီဖတ်ထုတ်အတူလေးရပြီပေါ့နော်အခုဆိုရင်တော့ငါးအသားလုံးဖတ်ထုတ်လေးရပြီဆိုတော့ရေနွေးဆူဆူမှာထည့်ပြုတ်လိုက်မယ်ရှင်ရေနွေးဆူဆူမှာထည့်ပြုတ်လိုက်မယ်ရှင်ရေနွေးဆူဆူလေးထဲမှာထည့်ပြုတ်နေရင်တန်တန်ကိုမီးပြတ်သွားတဲ့အတွက် gas အိုးလေးနဲ့အပြင်မှာထွက်ပြုတ်ရတယ်ရှင်ကဲဒါကတော့ပုံနေတဲ့အသားလုံးလေးတွေကိုကြော်ပေးလိုက်မယ်နော်ကြော်နေတန်းလန်းနဲ့လေသမီးငယ်ကလိုက်ဆွဲလို့လေတူးသွားတယ်ရှင်သူ့လိုက်ဖယ်နေရတာနဲ့ပြီးတော့ခရူးစီနဲ့ပဲငပြားကြီးပါတဲ့အတွက်ညိုလေးအရောင်လေးရထွက်တယ်ပေါ့နော်ဒါပေမဲ့အထဲထဲမှာတော့အရန်စားလို့ကောင်းတယ်အသားလုံးကြော်လေးရတာပေါ့နော်ငါးအသားလုံးကြော်လေးဒါကတော့သမီးကြီးကပင်ကွင်းအယုတ်ကလေးလုပ်ပေးပါဆိုပြီးတော့တောင်းဆိုလို့ပင်ကွင်းလုပ်ဖို့အတွက်ကိုသူကပင်ကွင်းရဲ့ခေါင်းလေးမှာခေါင်းစုပ်လေးကကြက်ပေါက်လေးခေါင်းစုပ်ပုံစံမျိုးလေးလုပ်ထားဖြစ်တဲ့အတွက်ကြက်ပေါက်နေရာမှာသုံးဖို့ကြက်ဥလေးအနှစ်လေးတွေကို frame ချမယ်ပေါ့နော်ထမင်းလုံးလေးနဲ့ပုံဖော်ပြီး frame ချမယ်ပြီးရင်ပင်ကွင်းငှက်ရဲ့မျက်နှာလေးထည့်မယ်ပေါ့နော်ပင်ကွင်းငှက်မျက်နှာကျတော့အဖြူရောင်လေးနဲ့ပုံလေးထဲမှာပါတော့ဒီအဖြူရောင်လေးကိုထည့်မယ်နော်အရင်ဆုံးကြက်ပေါက်ခေါင်းစုပ်လေးကအဝါရောင်လေးဖြစ်တဲ့အတွက်အဝါရောင်လေး frame ချရဲပြီးရင်ပင်ကွင်းမျက်နှာလေးကိုအဲဒီ frame လေးနဲ့ကတ်လိုက်မယ်ပေါ့နော် frame လေးချမယ်ပေါ့နော် frame ချပြီးသွားရင်ပင်ကွင်းငှက်ရဲ့ကေလဲတက်တလောက်မှတ်တလောက်စွမ်းတလောက်လေးနဲ့အခုမှ beginner ဆိုတော့လေမသေးမတက်တာလေးတွေမလှမပလေးတွေပုံစံမကြတာလေးတွေရှိကောင်းရှိနိုင်မယ်ပေါ့နော်သိခံပြီးတော့ကြည့်ပေးပါရှင်သမီးကြီးကတော့လေဘာလေးလုပ်ပေးလေမေမေလှတယ်ချစ်ဖို့ကောင်းတယ်လို့ပြောတဲ့အတွက်နောက်ထပ်လုပ်ပေးဖို့တွေခွန်အားတွေဖြစ်ရတယ်ပေါ့နော်အခုဒါကတော့မျက်နှာလေးရဖို့အတွက်ကိုခေါင်းလေးရဖို့အတွက်ကိုပုံဖော်နေတာပေါ့နော် frame လေးချနေတာပေါ့အဝါရောင်လေးရကြတော့သူပြထားတဲ့ကြက်ပေါက်ခေါင်းလေးပေါ့နော်ဒါကအခုလုံနေတာကလေကြက်လေးရဲ့အမောက်ကလေးပေါ့နော်လုံနေတာပထမရှေ့မှာလှုပ်ထားတဲ့ဒီခါကြောင်းနဲ့လှုပ်ထားတဲ့ခေါင်းလေးတွေကလေတကယ် frame ချတဲ့အခါမှာတေးနေအမောက်ကလေးတေးနေတော့အမောက်ကြီးလေးသူနဲ့လိုက်ဖက်မယ်အမောက်ပမာဏလေးပြန်လောက်ကြတာပေါ့နော်ကဲကတော့အဲကြက်ရဲ့အမောက်ကလေးကိုလေခါကြောက်လေးနဲ့ပဲလှုပ်လိုက်တယ်ရှင်ခါကြောက်လေးနဲ့ပဲလှုပ်လိုက်တယ်ဓာလေးနဲ့ပေါ့နော်ဓာပါလေးနဲ့ထွင်လိုက်တယ်ပေါ့ခုဆိုရင်တော့ကြက်မောက်ကလေးရသွားပြီဆိုတော့ခဏလေးထားမယ်နော်ဖယ်ထားမယ်ရှင်ဒါကရင်းကြီးနဲ့ဒီပင်ကွင်းရဲ့မျက်နှာလေးဖန်ပြီးမှာပေါ့နော်ပင်ကွင်းရဲ့မျက်နှာလေးကို frame ချမယ်ရှင်
မညီရင်ညီအောင်လိုက်ညှိရတယ်ပေါ့နော်ကိမာကကတ်တာတွေဒီမိုးတွေမရှိတော့လေကကြီးလေးနဲ့ပဲဖြတ်လိုက်plastic weapon လေးနဲ့ frame လေးချလိုက်အဲ့လိုမျိုးလေးလုပ်နေရအောင်ပေါ့နော်တကယ်လို့ကတ်တာလေးတွေအစုံလင်ရှိမယ်မိုးခွက်လေးတွေအစုံလင်ရှိမယ်ဆိုရင်တော့လွယ်တာပေါ့နော်မြန်ဆန်တာပေါ့က beginner လည်းဖြစ်တယ်မိုးအစုံ frame စုံဒီကတ်တာအစုံမရှိတော့လေကကြီးလေးနဲ့လောက်ရတာဆိုတော့နည်းနည်းတော့ကြာတယ်ရှင်လက်လည်းဝင်တာပေါ့နော်ပုံစံမတူတူအောင်မညီညီအောင်မလမပမဖြစ်အောင်တည်တည်တက်တက်လေးဖြစ်အောင်လို့လုပ်ရတာဆိုတော့လေဒါကတော့ခါကြောက်လေးနဲ့ပဲဒီပင်ကွင်းလေးရဲ့နှုတ်သီးလေးကိုဖန်တီးမယ်ပေါ့နော်ခါကြောက်လေးနဲ့ပဲပင်ကွင်းလေးရဲ့နှုတ်သီးလေးကိုဖန်တီးလိုက်တယ်ရှင်ဒါမျက်နှာလေးပုံဖော်နေရပါတော့သူ့ရဲ့နှုတ်သီးလေးပေါ့ကဲမိုးလေးနဲ့ဒီထမင်းဘူးလေးနဲ့အစင်ပြေးမပြေးပေါ့နော်လုံနေရပါတော့ကတ်ကြည့်နေရပါခုဒါအစင်ပြေးသွားပြီဆိုတော့မျက်နှာလေးတက်လိုက်တော့မယ်ရှင်နှုတ်သီးလေးလည်းတက်မယ်ပေါ့နော်ထမင်းလုံးလေးနဲ့ထမင်းဘူးလေးနဲ့ကွက်တိဖြစ်သွားပြီဆိုရင်လိုအပ်တဲ့ဟာလေးတွေတစားစင်မယ်ပေါ့နော်ခုဒါနှုတ်သီးလေးကမညီသေးတဲ့အတွက်နှုတ်သီးလေးကိုဖြတ်လိုက်ပြန်ညှိလိုက်လုံနေရပါတော့ကတာလေးရှင်တော့မြန်တာပေါ့ရှင်ကတာလေးနဲ့ဖိချလိုက်အောင်ဒါကတော့မျက်လုံးလေးနှစ်ဖက်ညီအောင်လို့ညှက်နေရပါတော့မျက်လုံးလေးဘယ်ဘက်ချမ်းပြီးသွားပြီဆိုတော့ညာဘက်ချမ်းညှိနေရပါသူ့ကိုညင်အောင်လို့ဆိုပြီးတော့စီလေးစုပ်ပြီးတော့ဒါစီလေးစုပ်လာကတ်လိုက်လုံနေရပါတော့တကယ်တော့ mayonnaise လေးနဲ့ကတ်ရင်တော့ပိုကောင်းတာပေါ့နော်ဒီမှာ mayonnaise မရှိတော့ဒီအသားလုံးကြော်ထားတဲ့စီလေးကိုပဲတုပ်ပြီးတော့မျက်နှာမှာလာကတ်လိုက်တာပေါ့ခုဒါကတော့ပင်ကွင်းလေးရဲ့ခေါင်းကအုတ်ထုပ်လေးကကြက်ပေါက်ပုံစံလေးဆိုတော့ကြက်ရဲ့မျက်နှာလေးပေါ့နော်ကြက်ပေါက်ကလေးရဲ့မျက်နှာပုံစံမျိုးလေးပေါ့လုံနေရပေါ့မျက်လုံးလေးနဲ့ပါးစပ်ကလေးထည့်နေရပေါ့မျက်လုံးလေးနှစ်ဖက်ကမညီတဲ့အတွက်ခဏညှက်နေရပါတော့ကဲအခုဆိုရင်တော့ကြက်ပေါက်ခေါင်းအုတ်ထုပ်လေးစောင်းထားတဲ့ပင်ကွင်းလေးရသွားပြီပေါ့နော်တူရဲ့လားရှင်ဒါကြက်ပေါက်ခေါင်းလေးအုတ်ထုပ်လေးနဲ့ပင်ကွင်းလေးရယ်ပြီးတော့မြင့်နဲ့ပဲပြုတ်နဲ့ကြော်ထားတာလေးရယ်ဖတ်ထုတ်ပြုတ်ကလေးရယ်ပြီးတော့အသားလုံးကြော်လေးရယ်ရသွားပြီပေါ့နော်ပင်ကွင်းလေးနဲ့တူရဲ့လားရှင်အဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်